မင်္ဂလာပါဘဝကိုဘလို့တိဆောက်နေထိုင်ရမလဲမိကွန်းလေးကအရန်ကောင်းပါတယ်အချက်နဲ့ချက်ပေါ့နော်တိဆောက်တာနဲ့နေထိုင်တာနဲ့ဘဝဆိုတာဘဝတည်တည်ဘဝဖြစ်တတ်လို့ဘဝလို့ခေါ်တာပါကောင်းတာတွေလည်းဖြစ်နိုင်တယ်လို့မကောင်းတာတွေလည်းဖြစ်တတ်ပါတယ်တိဆောက်မှုကောင်းလို့ရှိရင်ဘဝကကောင်းတာတွေဖြစ်တတ်ပြီးတိဆောက်မှုမကောင်းဘူးဆိုရင်မကောင်းတာတွေဖြစ်တတ်ပါတယ်အိမ်တစ်လုံးကိုတိဆောက်တာနဲ့တူပါတယ်အိမ်တစ်လုံးကိုစောက်ဖို့အတွက်ဖန်တီးတိဆောက်တဲ့သူကောင်းလို့ချင်းအဲ့ဒီအိမ်လေးကလှပပြီးတော့ခိုင်ခန့်ပါလိမ့်မယ်အိမ်တစ်လုံးကိုတိဆောက်တဲ့အခါဖန်တီးတိဆောက်သူမကောင်းလို့ချင်းအဲ့ဒီအိမ်ကလေးကမလှမပမခိုင်မခန့်ဖြစ်ပါလိမ့်မယ်ထို့အတူပဲဘဝကိုတိဆောက်တဲ့အခါမှာဉာဏ်နဲ့ရှင်ပြီးလှုပ်တဲ့အလောက်ကကံကောင်းပါလိမ့်မယ်အဲ့ကံကောင်းတဲ့ကံကကောင်းတဲ့ကံနဲ့တိဆောက်လို့ရှိရင်ဘဝကကောင်းပါလိမ့်မယ်ဉာဏ်နဲ့မရှင်နဲ့လှုပ်တဲ့အလောက်ကိစ္စတွေကပြောတဲ့ဟာတွေလှုပ်တာတွေတွေးတာတွေအဲ့ဒီအရာတွေကကံကိုမကောင်းစေနိုင်ပါဘူးမကောင်းတဲ့ကံနဲ့တိဆောက်လို့ရှိရင်ဘဝကမကောင်းနိုင်ပါဘူးအဲ့ဒါဆိုတော့ကောင်းတဲ့ကံဉာဏ်ဝိရိယနဲ့တိဆောက်ရမယ်လို့ဦးဇင်းပြောချင်ပါတယ်ဘဝကိုဘယ်လိုနေထိုင်ရမလဲတဲ့ဒုတိယအချက်ပေါ့နော်ဘဝကိုဘယ်လိုနေထိုင်ရမလဲဆိုတော့နံပါတ်1အနေနဲ့ဆရာတော်ကြီးကဘာပြောလဲဆိုတော့စိတ်ကောင်းရင်လောကလည်းလှတယ်စိတ်ထားကောင်းထားရမယ်ဘဝမှာနေထိုင်တဲ့အခါစိတ်ထားကောင်းထားရမယ်စိတ်ထားကောင်းထားလို့ရှိရင်အဲစိတ်ထားကောင်းထားတဲ့ပုံကိုယ်နဲ့ဆက်သွယ်တဲ့လူမှန်တယ်များပတ်ဝန်းကျင်မှန်တယ်များကလှပပါပေါ့နော်အဲ့ဒါကြောင့်မလို့ဆရာတော်ကြီးကစိတ်ကောင်းရင်လောကလည်းလှတယ်လို့ပြောထားပါတယ်ဦးဇင်းတို့ဗုဒ္ဓကတော့စိတ်ကိုဆုံးမကြစိတ်တံဓမေထစိတ်ကိုဆုံးမကြစိတ်ကိုဖြူစင်အောင်ထားကြဆိုပြီးတော့ဆုံးမထားပါတယ်စိတ်ကိုဆုံးမပြီးတော့စိတ်ကိုဖြူစင်အောင်ထားမယ်ဆိုလို့ရှိရင်စိတ်ချမ်းသာပါလိမ့်မယ်အဲ့ဒါကြောင့်မလို့ဘဝမှာနေထိုင်တဲ့အခါမှာစိတ်ထားဖြူဖြူစင်စင်နဲ့နေထိုင်ရပါမယ်အဲ့ဒါဆိုရင်ဘဝနေထိုင်မှုငြိမ်းချမ်းပါလိမ့်မယ်အကယ်၍စိတ်ထားဖြူဖြူစင်စင်နဲ့မနေထိုင်ဘူးဆိုလို့ရှိရင်စိတ်ကမငြိမ်းချမ်းတော့ဘူးပေါ့နော်ဘလောက်ပဲအောင်မြင်နေမငြိမ်းချမ်းနိုင်ပါဘူးနံပါတ်2အနေနဲ့ဘဝမှာနေထိုင်တဲ့အခါကိုယ်တာဝန်ကိုကိုယူပြီးတော့နေထိုင်ရပါမယ်သခင်ကိုတောင်းကဘာပြောထားတယ်လဲဆိုတော့ကိုယ်ဘဝကိုကိုမထိန်နိုင်ရင်လောကကိုမထိန်နိုင်ပါဘူးကိုယ်ဘဝကိုကိုမထိန်နိုင်လို့ရှိရင်ကိုလည်းမထိန်နိုင်ဘူးကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုနေထိုင်တဲ့လောကကိုလည်းမထိန်သိမ်းနိုင်ပါဘူးကိုယ်တာဝန်ကိုကိုယူရပါမယ်ဖခင်ကတော့ကိုအားကိုးပါလို့ပြောထားပါတယ်နောက်မလို့ရှိရင်ကိုတာဝန်ကိုကိုမယူဘူးဆိုလို့ရှိရင်ကိုကတခြားသူတွေအတွက်ဝန်တော့ဝန်ပိုးကြီးဖြစ်နေပါလိမ့်မယ်အဲ့ဒါကြောင့်ဘဝမှာနေထိုင်တဲ့အခါကိုတာဝန်ကိုကိုယူပါနံပါတ်3အနေနဲ့ဘာပြောချင်တာလဲဆိုတော့အချိန်မှန်မှန်အလုပ်လုပ်ပါအချိန်မှန်မှန်အနားယူပါဘဝကမျှတမှုမရှိလို့ရှိရင်ပျက်စီးတတ်ပါတယ်ဆရာကြီးတကုံတာယာကဘာပြောလဲဆိုတော့ဘဝဆိုတာပြေးရင်မနာရင်မောပန်းသွားမယ်ဘဝဆိုတာပြေးရင်လွှားရင်နဲ့အနားယူရပါတယ်ဦးဇင်းတို့ဗုဒ္ဓကတော့မှန်မှန်အိတ်မှန်မှန်စားမှန်မှန်အလုပ်လုပ်ဖို့မျက်စိမှပရိပဒလမ်းစဉ်ကိုရှောက်ဖို့မိန့်ထားပါတယ်အဲဒါဆိုတော့ဘဝမှာနေထိုင်တဲ့အခါမှန်မှန်လေးလုပ်ဖို့လိုပါတယ်နံပါတ်4အနေနဲ့ဘဝမှာနေထိုင်တဲ့အခါမနာလိုမှုတွေကိုလျှော့ချပါမနာလိုမှုမရှိအောင်ကြိုးစားပါအကယ်၍သူတစ်ပါးကိုမနာလိုဘူးဆိုလို့ရှိရင်ကိုယ်စိတ်မချမ်းသာနိုင်ပါဘူးတခြားသူအောင်မြင်တာကိုမနာလိုရင်ကိုယ်လည်းမတိုးတက်နိုင်ပါဘူးဆရာမင်းလူကဘာပြောလဲဆိုတော့မနာလိုမှုကကိုယ်အောင်မြင်မှုကိုပိတ်တဲ့တကားတစ်ချက်ပါအဲ့မနာလိုမှုကကိုယ့်ရဲ့တက်လန်းတွေကိုပိတ်ဆို့နိုင်တဲ့တကားတစ်ချက်တဲ့အဲ့ဒါဆိုတော့မနာလိုမှုမရှိအောင်
တတိထားပြီးနေထိုင်ရပါမယ်မြတ်ဗုဒ္ဓကဘာပြောလဲဆိုတော့မုဒိတာထားပြီးတော့နေထိုင်ပါတဲ့မုဒိတာထားပြီးနေထိုင်မယ်ဆိုလို့ရှိရင်မြတ်သောနေထိုင်ခြင်းပါတဲ့မြတ်သောနေထိုင်ခြင်းနဲ့နေမယ်ဆိုလို့ရှိရင်ချမ်းသာပါလိမ့်မယ်နံပါတ်5အနေနဲ့ဘာပြောခြင်းလဲဆိုတော့စကားပြောတဲ့အခါတတိထားပါဘဝမှာနေထိုင်တဲ့အခါစကားပြောဆင်ခြင်ပါဆရာကြီးရွှေဦးတောင်ကဘာပြောလဲဆိုတော့စကားတစ်ခုကလူကိုတင်တတ်တယ်လို့လူကိုလည်းကြစေတတ်ပါတယ်စကားတစ်ခုကလူကိုအမြင့်တို့ရောက်အောင်ပို့ဆောင်ပေးနိုင်တယ်လို့လူကိုဟိုးအောက်ရောက်အောင်ထိုးကြစေနိုင်တဲ့တတ်တည်ရှိပါတယ်အဲဒါကြောင့်စကားပြောတဲ့အခါတတိထားပြီးတော့ပြောရပါမယ်မြန်မာစကားပုံမှာလည်းရှိတယ်စကားတစ်ခုကြောင့်လောကပြည့်စုံတဲ့စကားပုံရှိပါတယ်ဦးဇင်းတို့ဗုဒ္ဓကတော့ကောင်းတဲ့စကားကိုပြောပါလို့မိန့်ထားတယ်။ဘုရားရှင်ကိုရောမြတ်ကြီးစကားပြောတဲ့အခါလောကလူသားတို့ရဲ့အစီအဝါလို့ငါချမ်းသာခြင်းကပြောပါတယ်။အဲ့ဒါကိုဦးဇင်းတို့ကအတူယူသင့်ပါတယ်။ဩငါတို့ကိုးကွယ်တဲ့ငါတို့ယုံကြည်တဲ့ဗုဒ္ဓကငါတို့ကြည်ညိုလေးစားတဲ့ဗုဒ္ဓကစကားပြောတဲ့အခါလောကသားတို့ရဲ့အစီအပွားလို့ငါချမ်းသာခြင်းငါပြောတယ်ငါတို့လည်းစကားပြောတဲ့အခါလောကသားတွေအစီအပွားလို့ငါချမ်းသာခြင်းငါပြောဆိုကြမယ်လို့အတူယူသင့်ပါတယ်အဲဆိုတော့ဘဝမှာနေထိုင်တဲ့အခါစကားပြောဆင်ခြင်ရမယ်နော်6ခုမြောက်အနေနဲ့ရိုးသားစွာနေထိုင်ပါလို့ပြောခြင်းပါတယ်ဆရာပုံညာကဘာပြောလဲဆိုတော့ရိုးသားမှုကလူတန်ဖို့ပါတဲ့ဘဝကိုရိုးရိုးသားသားနေထိုင်ရမယ်ပေါ့နော်အဲ့ဒါဆိုရင်တန်ဖိုးရှိတဲ့လူဖြစ်မှာပေါ့ရိုးရိုးသားသားမဟုတ်ဘူးလိမ်လေကောက်ကျစ်နေတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကတန်ဖိုးမရှိတဲ့လူဖြစ်သွားပါလိမ့်မယ်ဦးဇင်းတို့ဗုဒ္ဓကတော့ဘာပြောလဲဆိုတော့သီလကအသက်ပဲကိုချင်းသီလပြည့်စုံစွာနေထိုင်ရမယ်လို့ပြောထားပါတယ်မိန့်ထားပါတယ်အဲ့ဒါဆိုလို့ရှိရင်ဘဝကနေထိုင်မှုကချမ်းသာသောနေထိုင်မှုဖြစ်ပါလိမ့်မယ်အချုပ်အနေနဲ့ပြောချင်တာကတော့ဘဝကိုလောဘနဲ့မနေပဲသတိနဲ့နေပါမေတ္တာနဲ့ဆက်ဆံပါကိုယ်တာဝန်ကိုကိုယူပါလို့ပြောချင်ပါတယ်အဲ့ဒါဆိုရင်ဘဝကအောင်မြင်ပြီးငြိမ်းချမ်းတဲ့ဘဝဖြစ်ပါလိမ့်မယ်ကျမ်းမာချမ်းသာကြပါစေ